ဒါတော့လောဘသားတွေလူရဲ့လူချင်းကြီးတွေစိတ်ပင်ပဲဖြစ်ပါရီဘော်တယ်ထရီလို့ခေါ်တဲ့ဒီပင်ကိုများစိတ်ထုတ်လို့ရမှာအသုံးပြုပြီးတော့အနေလေးများသလောက်ဖိုးလေးထိုက်တန်လာပါရီသူရဲ့ပင်စီနဲ့အပင်ရည်တွေမှာကားရီဂလူကိုစိုက်လို့ခေါ်တဲ့နှလုံးကိုထိခိုက်စေနိုင်တဲ့စိတ်တွေမျိုးပါဝင်ပါရီဒါကြောင့်အရင်ခေတ်ကမဲလိုက်တဲ့သူတွေကများစိတ်ဖြစ်အသုံးပြုခဲ့ကြတယ်လို့သိရသလိုဒီပင်ကိုလူရဲ့ရင်မျိုးနွယ်စုတိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပူပါရီနောက်ထပ်တဲတန်လူချင်းခဲ့ကြတဲ့အချက်ကတော့ရန်ကိုလှပတာအကြောင်းလေးဖြစ်ပါရီဒီပင်မှာရေကိုတူလောင်နိုင်မှုအတွက်ဖောင်းပွားနေတဲ့ပင်စီပါဝင်တယ်လို့အပေါ်ဘက်မှာတော့ပန်းခဲအောင်ပွင့်နေလဲပွင့်ပါရီပင်စီမှာစူရီပါရီပြီးနေကြပန်းနေလိုပဲနေအောင်ကြီးဘက်ကိုပန်းဝင်လေးရအမြဲတမ်းမျက်နှာမူထားတာကြောင့်အဲ့ဒီပင်မှာတဘာဝလွန်စွမ်းအားရရှိတယ်လို့ယုံကြည်ခဲ့ကြတာလေးဖြစ်ပါရီဒါပြင်အခြားအမွေစွမ်းရည်တွေအနေနဲ့ဒီပင်ဟာအရန်ကိုကြီးထွားမှုနေကွေးပြီးတော့နှစ်ပေါင်းရာချီချီရှင်သန်ကြီးထွားနိုင်ပါရီဒါကြောင့်အသိပညာတွေနေပါရီခေဦးကာလတွေတုန်းကမိုးစည်းဖြစ်နေယူဆခဲ့ကြတာလေးဖြစ်ပါရီလက်ရှိမှာတော့ဒီပင်တွေကိုထိမ့်သိမ်းစောင့်ရှောက်ဖို့အတွက်ဥပဒေနဲ့ကောင်ဝယ်ပေးထားတယ်လို့သိရပြီးတော့ယနေ့တိုင်လိုချင်တဲ့သူတွေကများပြားနေစေလို့သိရပါရီလူချင်းမျိုးတွေရောဒီလိုပင်မျိုးကိုမြန်မာနိုင်ငံမှာတွေ့ဘူးကြပါသလား